မြူတွေဆိုင်းနေတဲ့ဒီကန်ရေပြင်အောက်မှာအနက်ရှိုင်းဆုံးလျှို့ဝှက်ချက်တစ်ခုကိုဖုံးကွယ်ထားပါတယ်။မြန်မာပြည်မြောက်ပိုင်းကအင်းတော်ကြီးကန်နဲ့ပတ်သက်တဲ့ရှေးဟောင်းပုံမြင်တွေဟာအခုချိန်ထိတန်ငါးတွေကြားမှာပြန့်နှံ့နေသေးပါ။ဒီကန်ကြီးရဲ့အောက်ခြေမှာနစ်မြုပ်နေတဲ့ရွာတစ်ရွာရှိတယ်လို့ဒေသခံတွေကအချင်းချင်းတီးတူးပြောလေးရှိကြတယ်။တန်ငါးတွေဟာဒီကန်ရဲ့တချို့နေရာတွေကိုလုံးဝမသွားဘဲရှောင်ကြပါတယ်။သူတို့အဆိုအရမနက်စောစောမြူတွေဆိုင်းနေချိန်မှာရေအောက်ကနေထူးဆန်းတဲ့အတန်တွေထွက်လာတာကိုကြားရတတ်ပါတယ်။တချို့ဆိုရင်ရေပြင်အောက်တနေရာကနေခေါင်းလောင်းတန်တွေမြည်နေတာကိုကြားရတယ်လို့ပြောကြပါတယ်။ဒါပေမဲ့လူတွေကိုတုန်လှုပ်စေတာဒီအတန်တွေတင်မဟုတ်ပါဘူး။ညဘက်တွေဆိုရေပြင်ထက်မှာလွင့်မျောနေတဲ့ထူးဆန်းတဲ့အလင်းတန်းတွေကိုလည်းမြင်တွေ့ရတတ်ပါတယ်။ပြီးတော့လှေတွေကိုချီထားတဲ့နေရာတွေရဲ့အဝေးတနေရာမှာပြန်တွေ့ရတာမျိုးတွေလည်းကြုံရပါတယ်။နွေရာသီရေကျချိန်မှာတော့အခြေအနေတွေကပိုပြီးခြောက်ခြားဖို့ကောင်းလာပါတယ်။အဲ့ဒီအချိန်လှိုင်းချက်ခုတ်လေးတွေရဲ့အောက်မှာမဲမောင်နေတဲ့အရိပ်တံတွေကိုမြင်တွေ့ရတယ်လို့ဆိုကြတယ်။ရွာသားတချို့ကတော့အဲ့ဓာတွေကကန်အောက်ခြေမှာရှိနေတဲ့ရှေးဟောင်းအဆောက်အဦတွေရဲ့ပုံရိပ်လို့ယုံကြည်ကြပါတယ်။တချို့ကလည်းရေအောက်ကဖြစ်တည်မှုတွေဟာသူတို့နဲ့ကန်ဆက်မဲ့သူကိုစောင့်နေကြတယ်လို့ယူဆကြတယ်။ကန်အောက်မှာဘာရှိမလဲဆိုတာကိုတော့ဘယ်သူမှအတိအကျထုတ်မပြောရဲကြပါဘူး။ဒါပေမဲ့တေချာတာကတော့မြူတွေပြန်ဆိုင်လာပြီဆိုတာနဲ့ဒေသခံတွေဟာအဲ့ဒီရေပြင်ဧရိယာကိုဝေးဝေးကရှောင်နေကြတော့မှာပဲ။